ဒီခါတော့ငါလည်းငါတို့တပုံကိုထိုးနောက်တော့အဲ့ဒါမနေနေလေငါတို့ဖုန်းကြည့်နေတာအောင်လိုက်လေရက်တယ်ဒီလိုငါရနေပြီတော့ကျင်တယ်ဝီငါလည်းကြရင်ဗီဒီယိုလေးလိုက်ပြပါမယ်ခုနကပထမဆုံးကတော့ဗီဒီယိုလေးတက်ထားပေးရတယ်။နေမရှိအဲ့ဒါဒီဟာနဲ့တွေ့ရပါလေ။ဒီဟာလေးကိုရမှာဟုတ်လား။ဘာလို့ရှိကြတာဟုတ်မင်းလား။ဟာ။ပြန်ခေါင်းတော့မနဲ့တော့အဲ့ဒါကိုမကြည့်ကြထားလား။အဲ့ဒါကိုလေးဘုံထားလိုက်နော်။နောက်တော့ကျမအထိုင်နဲ့ဖြစ်ပါတယ်။ကျမအမေဒီခန်းကိုအိတ်ကြပါကျမခံအောင်ပြပါအမဗီဒီယိုကြီးရှိပါတယ်ခက်ကုန်လာအပြမတော်တော်ခက်ကုန်ဒီဘူဝါဟုတ်မှာထုံးမှထားပါဆက်လို့မလားဟဲ့နာကကြီးနဲ့ဖြစ်တော့မယ်ဟုတ်တယ်ကတည်းကမလုပ်တာဒါကျမမောင်လေးကျမတို့မောင်လေးချစ်တော့လားဟာသူ့မှာမောင်လေးတယောက်ရှိပါတယ်ဒါကျမမောင်လေးမလို့တွားလဲကျမတကယ်ချင်းလို့ပါဒါကျမနဲ့အတူတူပဲကျမတို့နဲ့အရင်ပေါ့နော်အဲ့ဒါလေးပါတွန်တူနဲ့အဲ့ဒါကြောင့်မို့မတို့ကချစ်လို့ဒီကလေးရဲ့မောင်လေးကလည်းအမရဲ့မောင်လေးတူလေးပေါ့နော်သူကလည်းခေါင်လေးတူလေးပါအားလုံးကိုလည်းတွေ့ရတာဝမ်းသာပါတယ်ရှင်ကွန်မန့်လေးမှာချစ်တယ်လို့မှတ်ခဲ့နော်ဘာဖြစ်လို့လဲဆိုတော့အမကွန်မန့်တစ်ခါမှမရဘူးတစ်ခါတလေဆိုနည်းနည်းကြာမှရဘူးလားကွန်မန့်တစ်ခါမှမရဘူးဒါတရားမခေါ်ဟမ်ဘာလို့ဟာလဲခေါ်အော်တော်ခေါက်ရဲ့နားခေါက်လည်းခေါက်ရမယ်ဒီမှာကောင်းဝင်ရကြဒါလည်းခေါက်ကောနော်ကောင်းပါပြန်လေးဒါတော့မွေးမိတော့ဟာလေးနော်မမနဲ့ကောက်ပါဒါလေးကလည်းဒါကြတော့ဟိုတနေ့မှာချုပ်ထားတာဒီလိုမျိုးဟာလေးဗရာပန်းလေးနဲ့ဟာလေးကတော့ခောက်ပြီးတိမ်သွားပါပြီဒါကြတော့ဟိုခုနဝတ်စုံမှာပါတယ်ထမိန်လေးနဲ့အိမ်လေးနဲ့ကရောင်လေးချစ်ချရတယ်ရောင်ရမချစ်ချလုံးမဲ့တတပါလုံးလေးကျမပြတိပါမယ်ဝါတွေ့ရတာရန်ဝမ်းတာပြီးတော့လိုက်လေးလေးပေးအသေးလေးလေးပေးခဲ့ကော်ပီမက်လေးလေးရေးခဲ့စာလေးလေးပို့ခဲ့နော်ချစ်တယ်မမောင်လေးလဲဝမ်းကစ်ပေးလိုက်ပါလေတတာတတာလည်းပြော